အားလုံးပဲမင်္ဂလာပါ sharing မိုင်စဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ဒီအခွန်ဆောင်အောင်မယ်ဆိုတဲ့အကြောင်းအရာပဲပေါ့နော်ဒီ PG အသေးလျှောက်တွေအတွက်ကို PG ကနေ PG ကိုတက်တန်းပြန်တိုးမဲ့သူတွေအတွက်ကိုအခွန်ဆိုတာဘာလဲအခွန်ဆောင်အောင်မယ်ဆိုတာဘာလဲမြန်မာနိုင်ငံကိုငွေလဲထားတဲ့ပြည်သားတွေထဲမှာလာတာတွေကမှ25ရာခိုင်နှုန်းပြခိုင်းနေဆိုတာဘာလဲဆိုတော့ကိုကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ PG အသေးလျှောက်တဲ့လူတွေကအခွန်ဆောင်မှုမလိုပါဘူးဒီရင်အသေးသွားလျှောက်လို့ရတယ်လိုတဲ့လူတွေကဘယ်လိုလဲဆို PG ကနေ PG ကိုတက်တန်းပြန်တိုးပြီးတော့ငကို PG အဟောင်းကနိုင်ငံပြင်ပမှာအလုပ်ထွက်လုပ်ပူတာရှိတယ်ဆိုရင်တော့အခွန်ဆောင်ထားတဲ့စာရွက်လိုမယ်ပေါ့နော်အဲ့ဒီအခွန်ဆောင်ထားတဲ့စာရွက်နဲ့အတူရုံးဝင်လိုမယ်ရမှာဖြစ်ပါတယ်ပြီးတော့ PG ကနေ PG ကိုတိုးတဲ့အခါမှာလည်းငကို PG ဟောင်းကနိုင်ငံပြင်ပကိုလုံးဝမထွက်ထားဘူးဆိုပေမဲ့လည်းအခွန်ကင်းရှင်းကြောင်းစာရွက်ယူရမှာဖြစ်ပါတယ် PG ကိုပြန်တိုးမှာဖြစ်တဲ့အတွက်ပြပအလုပ်သမား၄ပါးကတ်လဲလိုတယ်ပေါ့နော်အဲ့ဒါတွေကအရေးကြီးလိုအပ်တယ်ပြီးတော့ရုံရောက်လို့ရှိရင်တို့အနေနဲ့ဒီမြန်မာနိုင်ငံကိုလာတာလွှဲထားတဲ့ထဲမှာကိုယ့်ရဲ့လာတာတွေက25ရာခိုင်နှုန်းလွှဲထားတယ်ဆိုတဲ့စလစ်တွေကိုတောင်းကြည့်တာတွေရှိတယ်ဒါခါကြလို့ရှိရင်အဲ့ဒီစလစ်ပါတော့မှစာအုပ်ထုတ်ပေးတာတွေရှိတယ်ပေါ့နော်ဒါကတော့ပုံမှန်တိုင်းပဲပေါ့နော်အဲ့တော့ကိုက PG ကနေဟိုနိုင်ငံပြည်မှာကနေပြန်လာပြီးတော့မှ PG ကနေ PG ကိုတက်တန်းပြန်တိုးမဲ့လူတွေအနေနဲ့သိထားတဲ့နာကတေချာပေါက်အခွန်ဆောင်တာရမယ်အခွန်ဆောင်ပြီးအခွန်စာရွက်ရှိမှသာဒီ passport ရုံဝင်ပြီးတော့တက်တန်းတိုးလို့ရမှာဖြစ်ပါတယ်အဲ့တော့အခုတို့အနေနဲ့ဒီ passport ကိစ္စတွေပဲဖြစ်ဖြစ်မသိတာပဲဖြစ်ဖြစ်တက်တန်းတိုးအသေးလျှောက်အပြောက်လျှောက်အဲ့ဒါတွေမသိတာပဲဖြစ်ဖြစ်ဆိုရင်ကျွန်တော်ရဲ့ဒီ Faster Passport One Stop Service ဆိုတဲ့ page မှာဒီအချိန်မီဆက်သွယ်ဆောင်ခံမေးမြန်းနိုင်ပါတယ်။သိချင်တာများရှိရင်လည်းကျွန်တော်ရဲ့ဒီ TikTok comment အောက်မှာလာမှန်းလို့ရသလို TikTok ရဲ့ chat box ကနေမှတက်ဆင်လဲလာရောက်မေးမြန်းလို့ရပါတယ်။အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းကျွန်တော်ရဲ့ဖုန်းနံပါတ် Viber ဖုန်းနံပါတ်39 88 290 8554ကိုလည်းဆက်သွယ်ဆောင်ခံမေးမြန်းနိုင်ပါတယ်။အဲ့တော့ဒီနေ့ပြောပြပေးသွားတာကအခွန်ကိစ္စတွေပြောပြပေးသွားတာဖြစ်တယ်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ခင်ဗျာ။